ရေနံဆိုတာကားတွေအတွက်ပဲအသုံးဝင်နေတယ်လို့ထင်နေတာလားတကယ်တော့ကျွန်တော်တို့နေ့စဉ်ဘဝမှာအရေးကြီးဆုံးပစ္စည်းတွေဟာရေနံကနေထွက်လာတာပါရေနံကနေတန့်စင်ပြီးထွက်လာတဲ့အဓိက product 9မျိုးရှိပါတယ်အဲ့ဒါတွေကတော့မီးဖိုသုံး gas ကားမော်တော်ယာဉ်တွေအတွက်လောင်စာလေယာဉ်စီအတွက်အသုံးပြုတဲ့မီးအိမ်မီးဖိုများအတွက်လည်းအသုံးပြုပါတယ်ထရက်ကာဘတ်စကားနဲ့စက်မှုယာဉ်များအတွက်လည်းလောင်စာစီဖြစ်အသုံးပြုပါတယ်စက်များတွင်ပုတ်တိုက်မှုကိုရှော့ချရန်အတွက်ချောစီဖြစ်နဲ့အသုံးပြုပါတယ်စက်ရုံသင်္ဘောများအတွက်လည်းအသုံးပြုပါတယ်လမ်းခင်းလုပ်ငန်းများအတွက်လည်းအသုံးပြုပါတယ်ဒါကြောင့်ရေနံကမရှိမဖြစ်အရေးကြီးပါတယ်ဒါပေမဲ့အခုတလောစစ်ရေးတင်းမာမှုတွေကြောင့်ဟောင်းမို့ရေလက်ကြားမှာအခြေအနေတွေတင်းမာနေခဲ့ပါတယ်ဒီနေရာကကမ္ဘာတည်ယူပို့ဆောင်ရေးအရေးကြီးဆုံးလမ်းကြောင်းတစ်ခုပါပြဿနာဖြစ်လာရင်ရေနံစည်းတွေတက်လာနိုင်ပါတယ်ဒါကြောင့်ပဲမြန်မာနိုင်ငံမှာလည်းစီမီရတာတွေစီတန်းစီရတာတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်ရေနံစည်းတက်တာနဲ့ကုန်စည်နှုန်းတွေပါတက်လာပြီးလူတိုင်းရဲ့နေ့စဉ်ဘဝကိုဓာတ်ရိုက်ထိခိုက်နိုင်ပါတယ်ဒါကြောင့်ရေနံကမရှိမဖြစ်အရေးကြီးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုသိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ကိုလင်းပါ TikTok Insider ပါ